ဒါကတော့ငလျင်လှုပ်ရင်အကုန်စစ်စစ်ညံ့ညက်ကြေးသွားမဲ့ကြောက်တုံးမြို့တော်ကြီးပဲဖြစ်ပါတယ်မြို့တစ်ခုလုံးကိုကြောက်တုံးကြောက်ဆောင်တွေအောက်မှာအသေးအပွဲဆောက်လုပ်ထားပြီးအဲ့ဒီမြို့ထဲမှာရှိသမျှလူတိုင်းကကြောက်ခေလူသားတွေလို့ထင်ရလောက်အောင်ကိုကြောက်တွေနဲ့ပဲပျော်မွေ့နေတာပါကြောက်တုံးရဲ့အောက်ခြေအတွင်းပိုင်းအထိမြေအောက်အိမ်တွေတူးပြီးဆောက်ထားသလိုအဲ့ဒီကြောက်ဖြာပေါ်မှာပဲနောက်ထပ်ရက်ကွက်တစ်ခုတည်ပြီးအိမ်ခေါင်မိုးတွေဆိုရင်ကြောက်သားတွေဖြစ်တဲ့အထိကိုတက်တန်းကြပြီးမာကြောလို့နေပါပြီဒါကိုပဲမကြောက်မရွံ့နဲ့သူတို့ကအဲ့ဒီအပေါ်မှာထပ်ပြီးတန်လွင်ပင်တွေနဲ့ဟင်းသီးဟင်းရွက်တွေကိုစိုက်ပျိုးကြပါသေးတယ်ဒီလိုပြောလို့ဒီမြို့တော်ကြီးကမဖွံ့ဖြိုးသေးတဲ့တောရွာဇနက်ပုတ်လေးမဟုတ်ပါဘူးစပိန်နိုင်ငံရဲ့ကာဒစ်အန်ဒါလူစီယာပြည်နယ်မှာရှိတဲ့ဆန်တီနေဒီလက်စ်ဘိုဒီဂတ်စ်မြို့တော်ကြီးဖြစ်ပါတယ်ယူနက်စကိုစီးရင်တော်ဝင်ထားတဲ့ဒီမြို့မှာလွန်ခဲ့တဲ့12ရာစုလောက်ကတည်းကလူနေထူထပ်ခဲ့တယ်လို့ပညာရှင်တွေကတွက်ဆခဲ့ကြပါတယ်ကြောက်ကူတွေမှာတွေ့ရှိရတဲ့တပ်တွေအထောက်အထားတွေရလွန်ခဲ့တဲ့နှစ်ပေါင်း2000ခွဲလောက်ကတည်းကရှေးဦးလူသားတွေကဒီမြို့တော်ကြီးမှာရှင်သန်တတ်မွေးခဲ့ကြတာပါအံ့ဩဖို့ကောင်းတာကဒီလောက်တက်တန်းရှိတဲ့ကြောက်မြို့တော်ကြီးဟာကမ္ဘာငလျင်ဘေးတွေမှာအချိန်တိုင်းလွတ်ကင်းခဲ့ပြီးယနေ့တိုင်လည်းဘေးကင်းလုံခြုံနေသေးဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်ကတော့ငလျင်လှုပ်ရင်ဘလို့လုံမလဲလို့တွေးပြီးအသက်ရှူကျက်လွန်းလို့သွားတော့မလဲရဲပါဘူးလူကြီးမင်းတို့ရောဒီမြို့မှာနေရဲကြပါသလားနော်